What's up? Yeah, vlog ပြန်ရိုက်ပါမယ် vlog ပြန်ရိုက်ပါမယ်ဘာမှတော့လှုပ်ရှားမရှိပါဘူးအခုဘာလုပ်နေလဲဆိုတော့အခုမနေ့စားဖို့ချက်ပါမယ်မနေ့စားပြီးခဏနာပြီးရတယ်ပြီးရင်ဘာလုပ်မလဲကျန်တော့那咋把路啊？反正看那背的，哪里？那咋把路来说？那个一边太路啊。不要盯着路就。nó lâu thì ngon là tối thì ngon tối thì là fuck đi lại khó lại pancake của show you know không là này mày đó là cổ blueberry strawberry that is right. Kệ xa bị lùn ná bị bà bị cô ở trên đó mà bà trên phê cô là trong mấy thằng cho nên thì bà mà lâu xem xí đi bảo lâu xa này bây giờ anh lẽ xa này rồi thì cũng đi đấy trong á sao mà đi la cổ mà nó nào là July 5 rồi đi rồi anh lẽ biểu à lâu lẽ xa đấy anh lẽ biểu mẹ bên trên này bà lâu để hiện chất đấy trên đó mẹ biểu mẹ hiện biểu chất mẹ bên nhân này về trong này mà lại đi bà đi sau chi trong này mà đúng mà chỉ có rồi người đi trong bây giờ rồi trong nó lú mới chỉ à này này ở tuổi lú xe không mà bị cái này còn này luôn mà trong này mà lú tuổi rồi trong này à sau mà này rồi trong này mà biểu hiện nó vlog thì trong này mà nhân đi về thì đúng mà chỉ có rồi qua phía nhà đi đủ để phải sau đó thì dạy cũng là trên đó vậy náပြီးတော့ချင်းနားပြီးတော့ပြန်လာတယ်အရင်အသေးမနိုင်တော့ဆောင်းဆောက်ပဲပေါ့ chess ဒီပါရင် chess 2မျိုး3မျိုး chess 3မျိုးလောက်ဒီပါရင် bicep 2မျိုးလောက်ဒီကာဒီယိုလေးလုပ်လိုက် okay gọi là thôi chỉ to vậy mà ôm mày rồi nó cả lấy đấy mà
ဒါပေမဲ့နေ့တိုင်းအဲ့ဒီကိုဝင်ရပြဲတော့အခုနည်းချင်းဆိုင်က LD ရှိ LD ကိုတော့အားရှိဒါခုလိုက်ရမယ်လူကူးမြင်ကြတော့ဘူးလူကူးမြင်ကြကိုရင်အဲ့လိုဟုတ်လို့နှိပ်တဲ့ရက်ဝါးရဲ့ဟာလေးမရှိတော့ဒီကတော့လည်းရက်ပေးတယ်လူရှိရတဲ့တန်းရက်ပေးအဲ့လေးပကောက်ဆိုတော့အဲ့ဒါဒီကိုသွားမှာပါကျင်းဆောက်ပြီးပိုက်ရမ်းစာနေပါပြီစက်သားထုတ်ခဲ့စက်သားကိုဘယ်လိုချက်ပန်းပွင့်ကိုတော့တရုတ်စတိုင်ကြော်မှာပန်းပွင့်လေးလီပေါ့စက်တုံယူလေးထဲလူလေးထဲပန်းပွင့်နဲ့စက်သားကိုဘယ်လိုချက်ဟင်းချန်ကောင်းမှာစက်သားဟင်းသမင်းမစားရကြတယ်ကျွန်တော်အဲ့လို carbs လုံးဝမစားပဲနဲ့ဒီတစ်ပတ်လုံးရလို့ protein ပဲစား protein နဲ့အဲ့ greens တွေနဲ့ပဲစားဒီသမင်းစားရင်ကောင်းမှာသမင်းလေးနည်းနည်းချက်လိုက်မယ်သမင်းလေးနည်းနည်းချက်ပြီးတော့ကြိတ်လိုက်မယ်သမင်းချက်မယ်သမင်းချက်ပြီးတော့ပန်းမွှင်းကြော်ရယ်စက်သားဟင်းချက်လိုက်မယ်သားဟင်းချက်လိုက်မယ်ဆိုရင်စက်သွန်ကြီးဝဲအောင်ဖြစ်နေကြရှင်ဖြစ်နေကြတာပေါ့ alright 0185 P တပေါင်းလေးလေးရတိတ်တိတ်လေးဒါလေးတပေါင်းဆို6000တပေါင်းကို6000စတိတိတာပဲပြီးပေါ့နော်ခုနကပစ္စည်းအဲဒီမှာဘယ်နာပါရှိတယ်မသိဘူးအဲ့တော့ကြည့်ရတယ်ကြည့်ရှာလို့မတွေ့ရတယ်မရိုက်တော့အဲ့ဒါမဲ့အကုန်လုံးပတ်ပြီးတော့ရှာလိုက်တော့တွေ့ဝယ်ပြီးပေါ့နော်ဝယ်ပြီးစောင်းပိုက်စားတယ်အိမ်ပြန်ပြီးတော့အမြန်ချက်ပြီးတော့စားမရတော့စားပြီးမယ်စားရတော့မရိုက်တော့မင်းက tripod ချိုး tripod ပြန်ဝယ်ရ tripod လေးနဲ့ထောင်ပြီးရရင် fine အခုကဟင်းချက်ပြညာဟိုမဖြစ်ဘူးလက်တစ်ဖက်ကင်ထားတာတိတ်ပြီးဖီးမလားအဲ့တော့ဒီလက်ကင်ပြီးတိုက်ဖြစ်တော့ grease လေးပဲတင်တယ်ပေါ့ okay ပါဒီ vlog တွေကို consistent ရှိပေါ့နော်နေတိုင်းတော့မဟုတ်နေတိုင်းမဟုတ်တော့တစ်ပတ်ကို3ခုလောက်ဖြစ်အဲ့လိုတင်ကျင်တယ်ပေါ့တင်ကျင်တယ်ဆိုတော့စူးစမ်းပါမယ်မနေ့ပြန်နောက်တစ်ပုတ်လာမယ်ပေါ့နော်ဒီဗီဒီယိုတော့ပါ bye bye